အားလုံးပဲမင်္ဂလာပါတူဒီခလေး YouTube channel လေးကနေခလေးရဲ့ကိုတွေအမတွေဥတော်ရဲ့အားလုံးကိုနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ခလေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုကြတယ်ခလေးရဲ့ကိုတွေအမတွေဥတော်ရဲ့အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းနေ့တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝင်တိုးပါရရှိနိုင်ပါစေလို့ခလေးဥစ္စာပထမဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကဲခလေးရဲ့ကိုတွေအမတွေအားလုံးပဲခလေးတောက်ကြနေတဲ့နေ့ကကိုတွေအမတွေအားလုံးပဲခဏန်းတွေအကုန်ရေးပြီးတာနော်ခဏန်းတွေအကုန်ရေးပြီးတာကိုတွေအမတွေအားလုံးအတွက်ကိုနော်တင်ပေးမလို့တင်ပေးမို့ကက်လေးခဲရှိတယ်ကိုကိုတွေမတယ်အလုံးပဲကက်လေးခဲရှိတာကိုတကက်မှသုံးစားလို့မရဘူးကိုကိုတွေမတယ်အလုံးပဲနော်ခိုင်လေးရဲ့ခိုင်လေးသွားတဲ့တနေရာနော်ကိုကိုတွေမတယ်အလုံးပဲလေးကက်စလုံးကက်လေးခဲရှိတာကိုတကက်မှသုံးစားမရကိုကိုတွေမတယ်အလုံးကနန်းလုံးဝတင်ပေးလို့မရဘူးနော်အန်ရနေဆိုရင်ခိုင်လေးတို့ကိုတွေမတယ်အလုံးပဲနော်လေးကိုပတ်တီလေးနဲ့ခိုင်လေးကိုတွေမတယ်အလုံးပဲနော်လေးရောကိုရောပေးရတဲ့လုံးစလုံးကျသွားတယ်နော်ကိုကိုတွေမတယ်အလုံးပဲကဲမနက်ပိုင်းကအဖွင့်နေမှလည်းခိုင်လေးကိုတွေမတယ်အလုံးကိုနော်တကယ်ရှယ်ပေါသေးရှယ်ပလန်ရွှဲအကုတ်လေးတွေကိုအကောင်းဆုံးနော်အကောင်းဆုံးရပူထားပြီးတော့လာရောက်ပြီးတင်ပြတာပါခိုင်လေးကိုတွေမတယ်အလုံးကနော်ရှယ်မှုရှားပြည့်ရှယ်ပေးကြပါဦးနော်ကိုကိုတွေမတယ်အလုံးပဲတယောက်ကြည့်ရင်တယောက်လိုက်လက်မလေးတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခက်ပေးကြပါဦးနော်အများမြင့်အများရအောင်တဦးမြင့်တဦးရအောင်လို့ကိုကိုတွေမတယ်အလုံးကနော်ဝိုင်းပြီးတော့လိုက်လက်မလေးတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခက်ပေးကြပါဦးနော်ခိုင်လေးဒီ channel လေးကလည်းအစ်စ်ကလေးဖြစ်တဲ့အတွက်နော်ခိုင်လေးကိုတွေမတယ်အလုံးပဲနော် channel လေးကို subscribe မနေရသေးရင် channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခက်ပေးကြပါဦးနော်အဲ့ဆိုခါလေးတို့မနက်ဖက်ကနော်မနက်ဖက်ကမှာပတ်ရမဲ့ပတ်တီးလေးတွေအော်ခွက်လေးတွေခိုင်လေးခေါ်ပေးတော့မယ်နော်ချစ်တော်မျိုးတွေအားလုံးပဲခါလေးတို့မနက်ဖက်က15ရက်နော်15ရက်12လ2025တနင်္လာနေ့မနေ့12နာရီတမီးနေ့မှာပတ်ရမဲ့ပတ်တီးလေးနော်ပတ်ရမဲ့ပတ်တီးကတော့1ပတ်တီး6ပတ်တီးပါနော်ကိုကိုတွေမတဲ့အလုံးပဲ1ပတ်တီး6ပတ်တီးပါ1ကြိုက်တဲ့ခါလေးကိုတွေမတဲ့အလုံးက1ကိုပတ်မယ်6ကြိုက်တဲ့ခါလေးကိုတွေမတဲ့အလုံးက6ကိုပတ်မယ်နော်1ပတ်တီး6ပတ်တီးကလေးပါအခွေကလေးကနော်နှစ်ကို3ပြီးပါအခွေကလေးပါချစ်တော်လေးတို့အားလုံးပဲနော်နှစ်ကို3ပြီးပါအခွေခိုင်လေးပေးတဲ့အခွေဒီအပူလေးပါပါတယ်နော်ကိုကိုတွေမတယ်အားလုံးပဲခိုင်လေးပေးတဲ့အခွေဒီအပူလေးပါပါတယ်နော်အပူလေးပါထပ်ပြီးကစားထားမယ်နော်တစ်တို့66တို့ပါပါတယ်နော်မျိုးတွေအားလုံးပဲဒီတစ်တို့66အပူဒီမထွက်တာ3မှ8သွားပြီနော်ကိုကိုတွေမတယ်အားလုံးပဲတင်းနဲ့ဆိုအောက်ွက်ဒီ1နှစ်1 4 16 19ပါနော်1နှစ်ရ1 4ရ16ရ19ရပါနော်ချစ်တော်မျိုးတွေအားလုံးပဲ1နှစ်191နှစ်1 4 16 19 6နဲ့ဆိုအောက်ွက်ဒီ6နှစ်6 4 68 69နော်6နှစ်ရ6 4ရ68ရ69ရပါနော်ချစ်တော်မျိုးတွေအားလုံးပဲခါလေးတကွဲကောင်းလေးတွေနှစ်ကွဲကောင်းလေးတွေပြောဖို့ကြံသေးတယ်နော်တကွဲကောင်းလေးတွေနှစ်ကွဲကောင်းလေးတွေပြောဖို့ကြံသေးတယ်ခါလေးကအကိုတွေမတွေအားလုံးကခါလေးရဲ့ဗီဒီယိုလေးကိုအစားနဲ့အစုံလေးကြည့်ပြီးဖို့မြတ်တာရက်ခံချင်ပါတယ်ခါလေးရဲ့ဗီဒီယိုလေးကလည်းအရင်လည်းမရှိပါဘူးเนาะချစ်တော်လေးတွေအားလုံးပဲအဲ့ဆိုရင်တကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေခါလေးခေါ်ပြီးတော့မယ်เนาะမျိုးတွေအားလုံးပဲခါလေးတို့ဒီတကွက်ကောင်းနှစ်ကွက်ကောင်းလေးတွေမခေါ်ပေးခင်မှာခါလေးရဲ့ဗီဒီယိုလေးကိုအစားနဲ့အစုံလေးကြည့်ပေးကြပါเนาะချစ်တော်လေးတွေအားလုံးပဲကြည့်ရှုနေကြတဲ့ခါလေးကိုတွေမတွေအားလုံးကလည်းအများမြင့်အများရအောင်တုံးမြင့်တုံးရအောင်လို့ရှက်မှုရှက်ဖြစ်ရှက်ပေးကြပါအောင်เนาะလိုက်လက်မလေးတွေလည်းတယောက်တစ်ချက်စီပါအောင်ပြီးနှိပ်ခဲ့ပေးကြပါခါလေးတို့မနက်ဖြန်ကเนาะ15ရက်နေ့เนาะ15ရက်နေ့တနင်္လာနေ့12နိုင်တမီနေ့စီမှာပယမဲ့ပတိလေးဒီ1ပတ်တီ6ပတ်တီပါเนาะ1ပတ်တီ6ပတ်တီပါ1ကြိုက်တဲ့ခလေးကိုတွေမတဲ့အလုံးက1ကိုပတ်မယ်6ကြိုက်တဲ့ခလေးကိုတွေမတဲ့အလုံးက6ကိုပတ်မယ်เนาะ1နဲ့ဆိုအောက်ွက်တီ1နှစ်1 4 16 19ပါเนาะ1နှစ်ရ1 4ရ16ရ19ရပါ6နဲ့ဆိုအောက်ွက်က6နှစ်6 4 68 69ပါเนาะ6နှစ်ရ6 4ရ68ရ69ရပါเนาะနှစ်ကွက်ကောင်းကိုကိုတွေမတာလို့မခိုင်လေးမနေ့ဘက်မှာအကြိုက်ဆုံးနှစ်ကွက်ကောင်းဒီနော်19နဲ့6လေးဒီခိုင်လေးမနေ့ဘက်မှာအကြိုက်ဆုံးနှစ်ကွက်ကောင်းကလေးပါနော်14နဲ့ sorry 19နဲ့64နော်19နဲ့6လေးဒီခိုင်လေးမနေ့ဘက်မှာအကြိုက်ဆုံးနှစ်ကွက်ကောင်းပါတစ်ကွက်ကောင်းဒီ64ဒီတစ်ကွက်ကောင်းလေးပါနော်ချစ်တော်လေးတွေအလုံးပဲတစ်ကွက်ကောင်းဒီ64ဒီတစ်ကွက်ကောင်းပါနော်အမျိုးတွေအလုံးပဲအပီးပါအခွေဒီနှစ်ကို3ပီးပါအခွေကလေးနော်နှစ်ကို3ပီးပါအခွေခိုင်လေးပြတဲ့အခွေကအပူလေးပါပါတယ်နော်1နဲ့66လည်းပါတယ်နော်အမျိုးတွေအလုံးပဲအဲ့ဒါပဲထပ်ပြီးကစားထားပါအောင်နော်အပူလေးကနှစ်ကို3ခွေခလေးပြတဲ့ခွေဒီအပူလေးပါပါတယ်ခလေးတို့အခွေကိုခွေမယ်ဆိုရင်နှစ်9ရယ်နှစ်3ရယ်9 3ခွက်ရမယ်နော်ကဲအဲ့ဒါဆိုရင်ခလေးကိုတွေမတယ်အလုံးပဲခလေးရဲ့ဗီဒီယိုလေးကိုနော်ဒီလောက်နဲ့ပဲရန်နာပြစေချစ်တော်လေးတွေအလုံးပဲနောက်တစ်ခါပြန်ခေါ်ပေးဦးမယ်ဒီတစ်ခါပြီးတော့ခလေးနော်ခလေးဗီဒီယိုလေးနားမယ်နော်ချစ်တော်လေးတွေအလုံးပဲကဲခလေးတို့မနေ့ဘက်ကမှာပတ်ရမဲ့ပတ်တီလေးကတော့1ပတ်တီ6ပတ်တီ12နိုင်1မိနစ်ဈေးအတွက်နော်တနေ့ကမဟုတ်12နိုင်1မိနစ်ဈေးအတွက်ပါပတ်ရမဲ့ပတ်တီဒီ1ပတ်တီ6ပတ်တီပါ1နဲ့ဆိုအောက်ွက်ဒီ1နှစ်1 4 16 19နော်1နှစ်ရ1 4ရ16ရ19ရပါ6နဲ့ဆိုအောက်ွက်ဒီ6နှစ်6 4 68 69နော်6နှစ်ရ6 4ရ68ရ69ရပါနှစ်ကွက်ကောင်းဒီ19နဲ့64ဒီခါလေးမနေ့ဖက်မှာအကြိုက်ဆုံးနှစ်ကွက်ကောင်းပါနော်19နဲ့6လေးဒီခါလေးမနေ့ဖက်မှာအကြိုက်ဆုံးနှစ်ကွက်ကောင်းပါတကွက်ကောင်းဒီ64ဒီတကွက်ကောင်းပါနော်64ဒီတကွက်ကောင်းပါအခွေကလေးဒီ293ပြီးပါအခွေကလေးပါနော်မျိုးတွေအလုံးပဲ293
နှစ်ကိုသုံးပြီးပါခွေခံလေးပြတဲ့အခွေဒီအပူးလေးပါပါတယ်အမျိုးတွေအလုံးပဲ1နဲ့6ပါနော်တကွက်လေးထူထားပါအောင်နော်အမျိုးတွေအလုံးပဲအဲ့ဒါဆိုခလေးဗီဒီယိုလေးကိုဒီနောက်တော့ပဲရနာပြစေဝင်ရောက်ကြည့်ရှုကြတဲ့ခလေးရဲ့ကိုတွေအမတွေဥတော်တွေအလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်တွေတိုးပါရရှိနိုင်ပါစေလို့ခလေးစုမကောက်တောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကိုလက်ပါနော်